လူဘဝရရှိလာတာဒါနကောင်းမှုသီလကောင်းမှုခြေပြုပြီးတော့ရလာတာဖြစ်တယ်အဲ့ဒါနကောင်းမှုသီလကောင်းမှုတွေကိုမလုပ်ဖဲနဲ့ဆယ်စုနဲ့ဖြတ်ကျော်လာပြီးကုသိုလ်ကောင်းမှုတစ်ခုမှမလုပ်လိုက်ရပဲနဲ့ဘဝတစ်ခုဆုံးသက်သွားတဲ့ပုဂ္ဂိုလ်တွေဟာတော့လူဖြစ်ကျိုးမနှံ့ဘူးပေါ့နော်အဲ့တော့ကိုယ့်ကိုယ်လူဖြစ်ကျိုးနှံ့အောင်ကြိုးစားအထောက်ကြလူဖြစ်ကျိုးနှံ့ဖို့အတွက်ရင်းစားပြန်ရရုံနဲ့လူဖြစ်ကျိုးနှံ့တယ်လို့ပြောလို့မရသေးဘူးမြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာအလွန်လူဖြစ်ကျိုးနှံ့ဖို့အတွက်မြတ်ဗုဒ္ဓရဲ့ဟောပြောဆုံးမထားတဲ့တရားဓမ္မတွေကိုသိရှိနားလည်အောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်။သမန္တနာသီလကုသိုလ်လေးများတဲ့တင်จิตနာအာရမနေပဲจิตနာအာရမနေပဲဆိုတာဒါနဆိုတာလောက်ရမှာအမြဲတမ်းလောက်ရဖျားဖြစ်ဖို့စုပိုင်ခဲ့တဲ့သူဗေဒယတိဟာသူဗေဒယတိဘဝကစပြီးနောက်ဆုံးဖျားမဖြစ်ခင်နှစ်ဘဝတစ်ဘဝအလိုမှာတောင်းပါပဲဝိတ္တန္တရာဘဝအထိအောင်ဒါနကောင်းမှုလုပ်တော့မရှိသေးတယ်လေအဲ့တော့ဒါနကောင်းမှုဆိုတာကိုယ်တိုင်းတာတစ်ခုရအမြဲလုံးနေရမှာဒါနကောင်းမှုလုပ်ပြီးတဲ့အခါသီလကောင်းမှုဆိုတာမေ့လျော့ထားလို့မရဘူးဒါနနဲ့သီလဒီနှစ်ခုကဆက်ဆက်ဒါနကတစ်ဖက်သားကိုအကျိုးပြုသလိုပဲသီလကလည်းတစ်ဖက်သားကိုအကျိုးပြုတာဖြစ်တယ်မိမိကလှူလိုက်တန်းလိုက်လို့တစ်ဖက်သားဟာစိတ်ချမ်းသာမှုတွေရသွားတာပစ္စည်းဥစ္စာတွေရလို့လိုအပ်ချက်တွေပြည့်စုံသွားလို့စိတ်ချမ်းသာမှုတွေရတယ်လို့သီလကြတော့ကိုယ်ကိုယ်တိုင်ကသီလဆောင်တာကိုယ့်အတွက်လို့ထင်ကြပေမဲ့လို့တစ်ဖက်သားအတွက်အများကြီးကျိုးဖြစ်သွားတယ်သီလဆောင်တာဟာကိုယ့်အတွက်နဲ့သူများအတွက်ဘယ်လိုကျိုးဖြစ်တယ်လဲသီလဆောင်တာကိုကုသိုလ်ရတာမှန်တယ်သို့တော့တစ်ဖက်သားဘယ်လောက်ကျိုးပြုသွားတယ်လဲဆိုရင်မိမိကိုအကြောင်းပြုပြီးတော့ဘယ်သူမှဆင်းရဲဒုက္ခရောက်တာမရှိဘူးပါဏာတိပါဒဝေရမဏိရှောင်ကျင်လိုက်တာနဲ့တပြိုင်နက်ကိုကြောင့်သိတဲ့တရားဆိုတာမရှိတော့ထိခိုက်မှုမရှိတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရား၅ပါးသီလကိုမဟာဒါနလို့ရိုးရိုးဒါနတော့မဟုတ်ဘူးတစ်ဖက်သားလူတွေဘေးရန်ကင်းမှုအသက်ရှည်ဖို့သက်ရှင်သန်ခွင့်လူဘဝမှာဘေးရန်အန္တရာယ်တွေကင်းခွင့်ပေးလိုက်တဲ့သဘောရောက်သွားတယ်။ပါဏာတိပါဒဝေရမဏိဆိုတာကိုယ်ကိုတတ္တမမဟုတ်တာသူများတတ်တာသူများမတတ်ဘဲနဲ့ရှောင်ကျင်လိုက်တဲ့အတွက်ကြောင့်မိမိတည်ဟူသောအကြောင်းကြောင့်ဘယ်ပုဂ္ဂိုလ်မှဒုက္ခမရောက်တော့အာရိဏဒါနရှောင်ကျင်လိုက်တဲ့ဖြင့်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ကိုယ်အကြောင်းပြုပြီးပဲပုဂ္ဂိုလ်မှပစ္စည်းပြောင်းလို့စိတ်ဆင်းရဲရတယ်ဆိုတာမရှိဘူးဒါလည်းသူများအတွက်အများကြီးကျိုးရောက်တယ်ကာမိတုမိစ္ဆာစာရရှောင်ကျင်လိုက်တဲ့ဖြင့်သူမိသားစုကိုမိသားစုဂုဏ်သိက္ခာကျဆင်းမှုမရှိကြတော့နော်ဂုဏ်သိက္ခာရှိတဲ့လူဘဝမှာမျက်နှာဖော်ဝန်းတဲ့အနေအထားမျိုးကိုရောက်ရှိသွားဒါလည်းတစ်ဖက်သားအတွက်အကျိုးပြုတာပဲမုသဝရလိန်နဲ့ညာတယ်ဆိုတာကိုယ့်ကိုညာတာမဟုတ်ဘူးသူများကိုညာတပတ်တစ်ဖက်သားတွေအကျိုးပြပြသွားအောင်လိန်ညာပြောဆိုမှုကရှောင်ကျင်လိုက်တဲ့ဖြင့်မိမိကိုအကြောင်းပြုပြီးတစ်ဖက်သားစိတ်ဆင်းရဲမှုအမှားသိရှိရမှုဆိုတာမဖြစ်ဖြစ်နဲ့စိတ်ချမ်းသာကိုယ်ချမ်းသာအမှန်တရားကိုသိရှိသွားမယ်ဒါလည်းတစ်ဖက်သားကိုအကျိုးပြုတာပဲဖြစ်တယ်ပေါ့ဧတုရမေရိယဆိုတာကြတော့မူရစေဝကင်းစင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာအသိလိမ္မာဉာဏ်ပညာတွေတိုးတက်လာလူဘဝဆိုတာသင်ဆရာကြားဆရာမြင်ဆရာဆိုတာလို့ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိကြတဲ့အရာတွေကိုဆင်ញင်သုံးသပ်ရုံနဲ့ပဲအသိပညာတွေရရှိနိုင်တာမူရစ်မနေပဲနဲ့ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်အနေအထားတွေကိုလေ့လာသိရှိပြီးကောင်းတဲ့အလုပ်တွေကိုလုပ်တယ်အများအကျိုးပြုအလုပ်တွေကိုလုပ်တယ်မိမိဘဝတိုးတက်ကြောင်းတိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့အသိပညာတွေကိုစီးပူးအထုတ်တယ်
မိမိတတ်ထားတဲ့ပညာနဲ့မိမိရဲ့မိသားစုမိမိနဲ့ပတ်ဝန်းကျင်မှာရှိကြတဲ့ပုဂ္ဂိုလ်တွေကိုအကျိုးပြုတယ်ဆိုတဲ့အလုပ်တွေကိုလုပ်နိုင်တော့သူရမိရိယဆိုတဲ့မူရစေဝါကင်းစင်တဲ့ကိုယ်ဘဝဟာလောကကြီးတစ်ခုလုံးကိုအကျိုးပြုနိုင်တဲ့အနေအထားတစ်ခုရသွားအကယ်၍လူတစ်ယောက်ဟာမူရဆွဲနေပြီဆိုလို့ရှိရင်ပတ်ဝန်းကျင်ကိုအများကြီးဒုက္ခပေးခဏခေတ်ဆိုပိုသိတာပေါ့နော်သူ့ကိုအကြောင်းပြုပြီးတော့ဘယ်သူမှကိုယ်ပစ္စည်းတွေစိတ်ချရမှာမဟုတ်ဘူးအသက်အန္တရာယ်လည်းစိတ်ချရမှာမဟုတ်ဘူးမူရစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့ပတ်ဝန်းကျင်ကလူတွေဟာဒုက္ခရောက်ကြတယ်အဲ့တော့သီလဆောက်တည်လိုက်တာနဲ့တပြိုင်နက်ရှားစိုးမှုကြီးတွေကျူးလွန်မှုမရှိသည့်အတွက်ကြောင့်၅ပါးသီလဟာဒါနတဲ့ပို့ပြီးတော့ထိရောက်တာဖြစ်လို့ဒါနတဲ့ပို့မြတ်တယ်လို့ပြောတာဒါကြောင့်မို့ရိုးရိုးဒါနမဟုတ်ဘဲနဲ့၅ပါးသီလကိုမဟာဒါနကိုကြောင့်သူတို့အဲ့ဒီဘေးရန်ဘေးအန္တရာယ်မကြုံရအောင်အပယဒါနဘေးကင်းတဲ့ဘေးကင်းမှုကိုပေးတဲ့ဒါနမျိုးဖြစ်တယ်လို့မြတ်စွာဘုရားဟောတာအဲ့တော့ဒီဒါနသီလဒီနှစ်ခုပြည့်ဝပြီဆိုလို့ရှိရင်လူဘဝမှာတန်ဖိုးရှိတဲ့လူဖြစ်တယ်သို့တော့မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဒီတဲ့တန်ဖိုးရှိတာကိုရယူဖို့လိုအပ်သေးတယ်ဒီတဲ့တန်ဖိုးရှိတာတွေရနိုင်ရဲ့သားနဲ့ဒီလောက်လေးနဲ့ကျင့်တတ်မယ်ဆိုလို့ရှိရင်ကိုဟာရနိုင်ရဲ့သားနဲ့မယူတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပြီးတော့တန်ဖိုးတွေနည်းပြီးအကျိုးတွေအရာနည်းတော့မှဖြစ်တယ်အဲ့ဒါကိုအလေးနဲ့စဉ်းစားဆင်ခြင်တတ်ဖို့လိုအပ်တယ်ပေါ့နော်လျှော်ဒုတ်ထမ်းလာတဲ့လူလိုပဲတငယ်ချင်းနှစ်ယောက်ပစ္စည်းရှာဖို့ဆိုထွက်ကြတယ်ထွက်တဲ့အခါမှာရွာတရွာလူတွေဟာပတ်စံလျှော်တွေစုဆောင်းထားပြီးတော့လျှော်ဒုတ်တွေဒီတိုင်းထားခဲ့ပြီးတော့ရွာပြောင်းသွားကြတယ်တကယ်ချင်းနှစ်ယောက်ရောက်တဲ့အခါလျှော်ဒုတ်တွေတွေ့တော့ဟန်ကြတာပဲတို့ဒီလျှော်ဒုတ်တွေနဲ့အဝတ်ထည့်ရဲကြမယ်ဆိုပြီးထမ်းလာကြနောက်တရားရောက်တဲ့အခါကျတော့အဲ့ဒီတဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေတွေ့လျှော်နဲ့ရထားပြီးသားအထည်တွေတွေ့တဲ့အခါကျတော့ဒီလျှော်ဆိုတာအထည်လုပ်ဖို့တို့ယူကြတာဖြစ်တယ်အထည်တွေ့မှတော့လျှော်မလို့တော့ဘူးလို့တယောက်ကစဉ်းစားပြီးလျှော်တုပ်ကြီးကိုချပြီးအထည်ထုတ်ထမ်းသွားတငယ်ချင်းတယောက်ကတော့ငါခုနကထမ်းလာခဲ့တာအဝေးကြီးကသူ့မပြစ်နိုင်ဘူးဆိုပြီးတော့အထည်ထုတ်နဲ့လျှော်တုပ်ပြောင်းမထမ်းမဲနဲ့လျှော်တုပ်ပဲဆက်ထမ်းလာနောက်တနေရာတွေ့တဲ့အခါကျတော့ရွှေတွေငွေတွေတွေ့တယ်ပေါ့ရွှေတွေတွေ့တော့ရွှေငွေတွေ့မှတော့ဒီအထည်ဟာဘယ်တော့မှတန်ဖိုးမရှိဘူးရွှေငွေကပိုတန်ဖိုးရှိတယ်အထည်တွေချထားခဲ့ပြီးရွှေငွေကိုယူပြီးတော့ပြန်ဟိုတယောက်ကတော့ငါအဝေးကြီးကလေးကလျှော်တုပ်ထမ်းလာတာမစွန့်နိုင်ဘူးဆိုတကယ်ချင်းနှစ်ယောက်အိမ်ပြန်ရောက်တော့တယောက်ကလျှော်တုပ်ဖယ်ရပြီးတော့တယောက်ကရွှေတွေငွေတွေရတာအဲ့ဒါဘာကြောင့်လဲလို့ဆိုလို့ရှိရင်တယောက်ကအဝေးကြီးကထမ်းလာရတာဆိုပြီးတော့အစွဲလန်းနဲ့ကောင်းတဲ့ကောင်းတာကိုမလုပ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာနော်ဒါလေးနဲ့တင်ရှင်းတတ်ပြီးကောင်းတဲ့ကောင်းတာကိုရွေးယူခြင်းကမစွမ်းနိုင်တဲ့ပုဂ္ဂိုလ်စဉ်းစားဉာဏ်အားနည်းတဲ့ပုဂ္ဂိုလ်အဲ့ဒါလိုပဲမြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာဒါနကောင်းမှုလေးလောင်းနဲ့မကျင့်နဲ့သီလကောင်းမှုလေးနဲ့မကျင့်နဲ့အဲ့ဒါဆိုရင်လျှော်တုံးတော့အထည်တုံးတော့ရတာမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒီတဲ့တန်မိုးရှိတဲ့ဘောဓိပက္ခယတရားယရနာလို့ဆိုတယ်အသိဉာဏ်ပိုင်းဆိုင်ရာမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေများစွာရှိတယ်အဲ့ဒီများစွာသောတရားတော်တွေကိုယ့်ရင်ထဲမှာတစ်ချိန်တစ်ခါပဲဖြစ်လိုက်အောင်ရလိုက်တာနဲ့အလားတန်တူတယ်ပေါ့တန်မိုးရှိတဲ့ယရနာတစ်ခုကိုရလိုက်တာပဲဆိုပါစို့ကိုယ့်ရင်ထဲနှလုံးထဲမှာတတ္ထာလို့ဆိုတဲ့ကံကံဤကျိုးယုံကြည်မှုသို့မဟုတ်မြတ်စွာဘုရားရဲ့တောယူတဲ့ဉာဏ်တော်ကြီးကိုယုံကြည်လက်ခံမှုဆိုတဲ့တရားကိုယ့်ရင်ထဲဖြစ်လိုက်လို့ရှိရင်တန်ဖိုးမဖြတ်နိုင်တဲ့ယရနာတစ်ခုကိုရလိုက်တာပဲဒါဘယ်ယရနာနဲ့မှ
နှိုင်းရှင်ပြီးတော့ကြည့်လို့မရဘူးတရားဆိုတဲ့တန်ဖိုးရှိတဲ့ယရဏတစ်ခုရတရားရသည့်အတွက်ကြောင့်ကိုချင်းသီလကောင်းအောင်ကြိုးစားလာတယ်ဟောသီလဆိုတဲ့တန်ဖိုးရှိတာကိုယ်တဏ္ဍမှာရပြန်သီလရပြီးတဲ့အခါတုတ္တလို့ခေါ်တယ်အခုလိုတရားပွဲတွေမှာလာတရားနာတယ်ဘယ်ဟာအကောင်းသလဲဘယ်လိုလိုက်နာရမလဲဘယ်လိုစဉ်းစားရတယ်ဘဝဆိုတာဘယ်လိုနေထားရှိတယ်ဆိုတဲ့အကြမ်းမြင်ဘောတုတ္တဓမ္မနဲ့ပတ်သက်တဲ့တုတ္တစာအုပ်တွေဖတ်ရဖြစ်စေတရားဓမ္မနာယူရဖြစ်စေမိမိကိုယ်တိုင်သင်တန်းတွေတက်ရဖြစ်စေဓမ္မအသိတွေရလာပြီဆိုရင်အဲ့ဒီတုတ္တလည်းတန်ဖိုးမဖြတ်နိုင်တဲ့ယရဏကိုရခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒီကနေတဆင့်တဲ့ကိုရှိတဲ့ပစ္စည်းကိုကိုယ်သာသုံးမယ်ဆိုတဲ့မစ္စရိယစိတ်ကိုဖယ်ရှားလို့ကိုရှိတဲ့ပစ္စည်းဟာအများသဘောအများကိုမျှဝေသုံးစွဲမယ်ဆိုတဲ့မစ္စရိယကင်းစင်တဲ့စိတ်နဲ့ဒါနကောင်းမှုတွေလုပ်တယ်နောက်ဆုံးမှာကိုယ်အိမ်မှာလည်းပဲမစ္စရိယစိတ်မရှိဘူးမစ္စရိယစိတ်ရှိတဲ့ပုဂ္ဂိုလ်ကကိုယ်အိမ်တောင်မှပဲထမင်းချက်ရင်ဟင်းချက်ရင်တောင်မှဒါငါအတွက်ဆိုပြီးတော့လုပ်တတ်တယ်ပေါ့နော်သူများကိုမပေးနိုင်ဘူးအလုံးစားဖို့ဆိုတဲ့အနေအထားမျိုးမရှိဘဲနဲ့ဒါငါဟာမကင်နဲ့မထိနဲ့တောင်တချို့ကလုပ်သေးတယ်နော်အဲ့ဒါလို့မစ္စရိယစိတ်မျိုးမထားပဲနဲ့ကိုရှိတာဒီအလုံးအတွက်ဆိုတဲ့စိတ်ဓာတ်မျိုးထားနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီမြင့်မြတ်တဲ့ပွင့်လင်းတဲ့စိတ်ဓာတ်ဟာလည်းပဲတန်ဖိုးရှိတဲ့ယရဏတစ်ပါးပဲဖြစ်တယ်ပေါ့အဲ့ဒီနောက်ကြတော့လုံးတဲ့နာနဲ့မလုံးတဲ့နာကိုသိတဲ့ပညာမလုံးတဲ့နာကိုရှောင်လို့လုံးတဲ့နာကိုလှုပ်ဖို့ဒီတဲ့အစင်းမျက်နှာကြတော့လောကကြီးမှာဘယ်ရာမှမမြဲဘူးအလုံးဟာပြောင်းလဲနေတဲ့သဘောပဲဆိုတာကိုဆင်ញင်စဉ်းစားနိုင်တဲ့ပညာမျိုးမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာလုံးလို့ရတဲ့သင်လို့ရတဲ့ပညာတွေမှာဝိပဿနာပညာဟာအဆင့်မြင့်ဆုံးပဲဖြစ်တယ်ပေါ့ကိုယ့်ရဲ့ယဉ်နဲ့နှလုံးထဲမှာဘယ်ရာမှမမြဲဘူးသဗ္ဗေသင်္ခါရအိဋ္ဌသင်္ခါရတရားမှန်သမျှအလုံးဟာဖြစ်ပြီးပျက်စီးသွားတဲ့အနေအထားမျိုးတွေရှိတယ်လို့ဆိုတဲ့ဒီအတိညာဘောဓုတအတိညာလေးဟာတန်ဖိုးမဖြတ်နိုင်ဘူးတဲ့အဲ့ဒီပညာလေးကိုရအောင်လုပ်ပါဝိပဿနာပညာရပြီဆိုရင်ဒီတဲ့အစစ်မြင့်တဲ့မဲ့ပညာဖို့ပညာဆိုတာတော့လုပ်ယူလို့ရတဲ့ဟာမဟုတ်ဘူးဝိပဿနာတရားအထုတ်ခြင်းဖြင့်ရရှိလာနိုင်တဲ့ပညာမျိုးဖြစ်တယ်လုပ်လို့ရတဲ့ကုသိုလ်တွေမှာဝိပဿနာကုသိုလ်ဟာအမြင့်ဆုံးဖြစ်တယ်ဆိုတဲ့ဒီအသိဉာဏ်လေးကိုရှိထားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာတန်ဖိုးကြီးမားတဲ့ယရဏတွေကိုရအောင်ယူတတ်တယ်လို့ထို့တွေရအောင်ယူချမှာဖြစ်တယ်ဆိုတာကိုမှတ်သားထားဖို့လိုအပ်တယ်ပေါ့နော်ကိုယ်ကိုယ်ပဲကြည့်ရမှာသူများမကြည့်နဲ့ငါဟာဘယ်အတိုင်းတာအထိတန်ဖိုးရှိတာတွေကိုရပြီးပြီလေကိုယ့်ဟာကိုယ်ဒါပဲကြည့်ရနော်မရသေးရင်ရအောင်ကြိုးစားအထောက်ဒီလိုမြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာမရလိုက်ဘူးဆိုရင်နောင်ရဖို့ဆိုတာဝေလာဝေးဘာကြောင့်လို့ဆိုလို့ရှိရင်ဘုရားပွင့်တဲ့ခေတ်နဲ့ကြုံဖို့ဆိုတာအလုံးကိုခဲနေတာအလုံးကိုခဲနေတာဒီလိုကြုံမှဒီအတိအရတာဖြစ်တယ်ဒီအတိမှမရလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဝေးနေတဲ့ဘဝမျိုးတွေကတန်မြာမှာအများကြီးကြုံနေတာဖြစ်လို့တမိုးရှိမှမရှိမှခွဲခြားသိနိုင်စွာမရှိကြဘူးလုံးတဲ့အလုံးမလုံးတဲ့အလုံးဆိုတာလည်းခွဲခြားသိနိုင်စွာမရှိကြဘူးအခုလိုမြတ်ဗုဒ္ဓရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာဒီအသိဉာဏ်တွေကိုရရှိအောင်ကြိုးစားအထောက်ကြအောင်ပါတတ္တသီလသုဒ္ဓဆာယပညာဆိုတာတန်ဖိုးမဖြတ်နိုင်တဲ့ယရဏကုသိုလ်တွေပဲဖြစ်တယ်ဆိုတာမှတ်ထားဖို့လိုတယ်ပေါ့နော်